ဒီ season 40ရဲ့ hero buff nerf တွေကဘာမှထူးပြောင်းလဲတော့မရှိဘူးဒါပေမဲ့ရည်စမ်းရှင်းကိုတော့နည်းနည်းထူးဆန်းလုပ်ပေးထားတယ်ဗျ enhance basic attack now benefit from attack speed သူပြောချင်တာက attack speed မြန်တဲ့ item တွေကိုဆက်မယ်ဆိုရင်သူ့ရဲ့ enhance basic attack ဖြစ်တဲ့ခုတ်ပစ်ကလည်းမြန်လာမယ်လို့ဆိုလိုတာပါဒါပေမဲ့ရည်စမ်းရှင်းကို attack speed နဲ့ဆော့ဖို့ကြတော့နည်းနည်းလေးကြောင်တောင်ကြီးဗျဒါပေမဲ့လည်းမထူး buff ပေးတာဆိုတော့ဆော့ကြည့်တာပေါ့ကိုဗီယာဆရာကြီးဆိုတော့ရည်စမ်းရှင်းကို first bit ပဲအရင်ချတယ်ပြီးရင် item တွေကိုတွားကော်ပြီးဖို့အတွက် pro bay ထဲမှာတွားပြီး shred လိုက်တဲ့အခါမှာတယောက်မှလည်း attack speed နဲ့ဆော့ထားတာမတွေ့ဘူးဒါနဲ့မထူးပါဘူးကွာပွဲထဲမှာပဲကိုယ့်အောင်ပြောင်းဆက်လိုက်တော့မယ်ဆိုရင်ကိုဘေးနဲ့ကိုပဲတွားလိုက်တယ်ဘွဲမှာ header ကြီးပါဆိုတော့ဒီဘွဲကကိုဘီကျမ်းမာကြီးနေပါ view ဆိုင်ရမယ်attack speed ဆော့မှာဆိုတော့ first item နေနဲ့က crossing side ရဲ့အသေးလေး cross bow ကိုတွားတယ်အဲ့မှာ rubber ကိုတောင်းဆောင်နေတော့ဟိုဘက်က header မှရကိုဘီကိုစောစီးလာထောင်းတာ10မိနစ်မပြည့်သေးဘူးတစ်ခါရှော့ရောကောင်းတာတစ်ခုကဒီကောင်လဲတာဝါဒိုင်မိတ်နဲ့ရှော့ကတော့ကိုဘီလဲ up back out play တွေရတော့ပေါ့ကိုဘီပြန်ထွက်လာတဲ့တခါတည်းအောက်ကကျန်ခဲ့တဲ့ကောင်ဖန်တယ်ပြီးရတယ် blue back တော့တုံးဆောင်မလို့ဆိုတွားလိုက်တဲ့အချိန်မှာကိုဘီကိုတခါတည်းစောင့်ပြီးတက်ရောဟဲ့အောင်လာအောင်ဟာမင်းဘာလုပ်နေရတော့အောက်မှာတနေကုန်ထားလိုက်ပါတော့ကိုဘီကတီးခံနေဆိုရင်အရင်မြင်မာတဲ့ content creator တယောက်ဆိုတော့လေမဆဲပါဘူးကိုဘီမဆဲပါဘူးတပွဲလုံးဒီနှကောင်ကိုမဆဲပဲဘယ်လို software လေးတော့ကိုစဉ်းစားလို့မရအောင်ဒါပေမဲ့ကိုဘီရဲ့ trial ဆော့တာဆိုတော့အားကိုရှိတယ်မင်းနဲ့ EHB ကကိုဘီရဲ့ပေါ်တာတွေသူတို့နှစ်ယောက်ကဒီပွဲနိုင်မှုအတွက်ယုံပေးသွားတာပဲဒီပွဲမှာဆော့တာလုံးဝပျော်စရာမကောင်းဘူးဟိုဘက်က hater ရဲ့ကိုဘီကိုဘက်လုံးဝပေးမစားဘူးအဲ့ဒါကိုကိုဘီတို့ရဲ့ mind တော့ရာမမြင်ဘူးမြင်လည်းမြင်မှာပေါ့ကိုဘီကိုမုန်းနေရလည်းဖြစ်မှာပေါ့ဒါပေမဲ့ဒီလိုခက်ခဲကြက်တဲနေတဲ့ဂျားတွေက item တွေကိုရအောင်ဖန်ခဲ့တယ်အထက်စပီးနဲ့ဆော့ရတာအဆင်ပြေလားမပြေလားသိချင်လို့ပေါ့လေအဖြေကတော့လုံးဝအောင်မပြေဘူး UC ရီဆန်းရှင်းကလိန်ကန်ကင်းနေမှာလေနဲ့တိုက်ပြီးတော့မှ damage တွေအတောင်းလိုက်ပြီးဖြတ်တဲ့ကောင်အထက်စပီးနဲ့ဆော့တာကတကောင်ဖြတ်ဖို့အတွက် damage မလောက်တာမျိုးဖြစ်စေတယ်ဗျပြီးရင်ကိုဘီပဲအသားမကျတရားတော့မသိဘူးအထက်စပီးနဲ့ဆော့တာဖြစ်တဲ့အတွက်ခုတ်ပြစ်လုပ်တဲ့အချိန်မှာတော်တော်အဆင်မပြေဘူးလောက်ရကန်ရတော်တော်ခတ်တယ်အထူးသဖြင့် lock ကြီးတဲ့အချိန်မျိုးတွေပေါ့ပြီးရင် Hunter Strike နဲ့ Malefic Roar ကပေးတဲ့ movement တွေ penetration တွေကမပါတဲ့အတွက်ဒီဘေးနဲ့အသားကျနေတဲ့လူတွေအတွက်အထက်စပီးကဆော့ဖို့အတွက်တော်တော်အချိန်ယူရမှာဆိုတော့ရီဆန်းရှင်းအထက်စပီးဆော့တာကိုကအကောင်းပြောချင်ရင်တော့ကောင်းကွက်ကိုရှာလို့မရတဲ့ဘေးမျိုးဒီလောက်ထိမိုချိုးမြေချိုးပြောနေပေမဲ့ကိုဘီကပဲ Trinity ဘေးရဲ့တော့ဆော့နေလို့လားတော့မသိဘူးပေါ့နော်တခြား win talker လို့ critical item တွေနဲ့ attack speed ဆော့ပြီးကျန်းနေတဲ့လူတွေရှိရင်တော့ကိုဘီတောင်းမှန်ပါတယ်ဘယ်လိုပဲကျန်းနေပြောလောဆယ်တော့ Hunter Strike တို့ Malefic Roar တို့ BOD တို့ပါတဲ့ဘေးကိုမီအောင်မယ်မထင်ဘူးကံကောင်းစွာနဲ့ပဲဒီဘွဲကိုကိုဘီရဲ့ border နှစ်ယောက်ယုံပေးရတယ်ပဲနိုင်သွားခဲ့ပါတယ် Bra တို့ရော Resenshin ကို attack speed နဲ့ဆော့ကြည့်ကြလားဆော့ကြည့်ကြတယ်ဆိုရင်ကျန်းလားဆိုတာကို comment မှာရေးခဲ့ပါဒီဗီဒီယိုကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျ Bye bye